တင်သာဒီနေ့မင်းပင်ပန်းနေရင်လဲဒါဟာမင်းရှုံးနေသွားတာမဟုတ်ဘူးတခါလေလမ်းလျှောက်နေရင်ချေထောင်းလာကလမ်းမနေလို့မဟုတ်ဘူးမင်းဝေးချီရှောက်လာပြီးမို့ပါတချို့နေ့တွေမှာမင်းပြုံးနေတယ်ဒါပေမဲ့အဲ့ဒီပြုံးနောက်ွယ်မှာဘယ်သူမှမမြင်တဲ့မျက်ရည်တွေရှိတယ်ငါဆင်ပြေပါတယ်လို့ပြောနေတယ်ဒါပေမဲ့ရင်ထဲမှာတော့မပြောဖြစ်တဲ့နာကျင်မှုတွေတိတ်လေးဖြုတ်ချနေတယ်လူတွေကမင်းကိုချီးပြီးသူကခိုင်မာတယ်လို့ထင်ကြမယ်ဒါပေမဲ့ခိုင်မာတဲ့လူတွေကလည်းပြင်ပန်းတတ်တယ်ရင်နေတဲ့လူတွေကလည်းမိုးတတ်တယ်တိတ်နေတဲ့လူတွေကလည်းအတွင်းထဲမှာမုန်တိုင်းတွေတိုက်နေတတ်တယ်ဒါပေမဲ့မင်းကြားထားပါမင်းဒီနေ့မကျော်နိုင်သေးတဲ့နာကျင်မှုကမနှက်ပြန်မင်းကိုပေါ်ခိုင်မာလာစေမယ်မင်းဒီနေ့မရောက်နိုင်သေးတဲ့အိမ်မက်ကဒီနေ့မင်းရှိမှလမ်းဖွင့်ပေးလိမ့်မယ်အာတင်သာမင်းချိန်ရောက်လာလိမ့်မယ်ကိုဝါဆိုတာငယ်ရန်မယောင်ချီပဲမဟုတ်ဘူးတခါတလေမိုးရွာမယ်တခါတလေလေပြင်းတိုက်မယ်တခါတလေမင်းကိုတိုင်းတောင်မင်းကိုယုံကျင်တော့တဲ့နေ့တွေရှိမယ်ဒါပေမဲ့မိုးရွာပြီးမှမြေကြီးဆိုဆွလာတာလေပြင်းတိုက်ပြီးမှပြင်းမြေပို့ခိုင်လာတာဒါကျင်ပြီးမှလူတယောက်ရဲ့စိတ်တဲ့ပို့ကြီးမှလာတာပဲမင်းကိုမယုံတဲ့လူတွေရှိလိမ့်မယ်မင်းအိမ်မက်ကိုလောင်တဲ့လူတွေရှိလိမ့်မယ်မင်းကြိုးစားတာကိုမမြင်ချင်တဲ့လူတွေရှိလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့တရားတွေကမင်းဘဝရဲ့နောက်ဆုံးပြန်ချမဟုတ်ဘူးမင်းရဲ့ဘဝပေါ်မင်းကိုယ်တိုင်နဲ့ရေးရမယ်မင်းခုရင်ထဲမှာမင်းနေရင်မဆက်လျှောက်တင်သေးလားမကြိုးစားတာကြိုးရှိမလားမတကယ်အောင်မြင်နိုင်မလား不疲吧心吧的，ဆက်ကြိုးစားပါမရလိုက်ပါနဲ့ဘာလို့လဲဆိုတော့မင်းအိမ်မက်တွေတော့မင်းကိုစောင့်နေတယ်မင်းအောင်မြင်မှုကမင်းကိုစောင့်နေတယ်မင်းရဲ့နှက်ပြန်တော့ဒီနေ့ချဒေါ်လာပါနိုင်သေးတယ်တမိကြရတာမင်းခုခံစားနေရတဲ့နာကျင်မှုတွေကိုပြန်ကြည့်ပြီးနောက်မကြိုးပဲခဲ့ဘူးနောက်ပေါ်ခိုင်မာလာခဲ့တာလို့ပြောနိုင်လိမ့်မယ်ဒီနေ့ကြာရင်မင်းရဲ့ရည်တွေကမင်းအောင်မြင်မှုရဲ့စိတ်ပိုင်းတစ်ခုဖြစ်လာလိမ့်မယ်ဒီနေ့ကြာရင်မင်းကိုမယုံခဲ့တဲ့လူတွေတောင်မင်းပဲလို့ရက်တည်နိုင်ခဲ့လဲဆိုတာနားလည်လာလိမ့်မယ်ဒါကြောင့်ဒီနေ့မင်းလဲကြနေတဲ့ဆိုရင်ဒီနေ့ရမှာပဲမင်းနဲ့ဖြည်းချင်းထားပါအသက်ရှူပါကိုပြောပါ那手多到好不？那对有你让那变他奶奶，那傻笑奶奶，那傻笑奶奶。